โอเคကောက်ဖွင့်ပြီးတဲ့ခဏပြီးလို့ရှိရင်ငွေဖြည့်ရမယ်ခဏတော့ရောက်ပါပြီငွေဘယ်လိုဖြည့်မလဲတော်တော်လေးပါ website တွေဝင်ပြီးရတယ် my wallet ထဲဝင်ပါ my wallet ဆိုတာဒီဟာလေးနော် my wallet ထဲဝင်ပါ my wallet ထဲမှာ ထိုင်းဘတ်နဲ့မြန်မာကျပ်ဆိုပြီးရှိတယ်ကျွန်တော်တော့မြန်မာကျပ်ကိုပဲရွေးလိုက်မယ်နော် top up ကိုနှိပ်မယ်ပြီးလို့ရှိရင်9000 1000 2000နဲ့ custom amount ပေါ့နော်ကိုချက်တော့ amount ထည့်လို့ရတယ်ဆိုပြီးတော့ရွေးချယ်စရာပေးထားတယ်အဲ့တော့ကျွန်တော် custom amount ကိုပဲရွေးပြီးတော့ထည့်ပြမယ်နော်ကျွန်တော်1000 900ထည့်မယ်ပြီးလို့ရှိရင် payment method မှာအများကြီးရွေးချယ်လို့ရတယ်နော်ဝိပါတယ် KP ပါမယ် AYA UAB CB pay အစုံပေါ့နော်ရပါတယ်ကျွန်တော် KP ကိုရွေးလိုက်မယ်ရွေးပြီးလို့ရှိရင်မိမိလွှဲလိုက်တဲ့ KP အကောင့်နာမည်ရေးရမယ်နော်ကျွန်တော်ဆိုရင်ဒီဟာဒီလိုလေးရွေးလိုက်မယ်ဒါဆိုရင်ရွေးသူနာမည်အဲ့တော့ငွေလက်ခံမဲ့အကောင့်ကနေမျိုးထွန်းဖုန်းနံပါတ် copy ကူးမယ် copy ကူးလိုက်မယ် copy ကူးလိုက်ပြီးလို့ရှိရင်ကျွန်တော် application လေးပြီးတော့ KB ကောင့်နဲ့ဝင်မယ်ပေါ့နော် KB ကောင့်နဲ့ဝင်ပြီးတော့ငွေလွှဲမယ်လွှဲပြီးလို့ရှိရင်ငွေလွှဲပြည်တာရောက်လာမှာဗျအဲ့တော့အဲ့ဒါကို secure ရိုက်ထားဒါမှမဟုတ် original ဆေးရတယ်ရှိရဲအဲ့တော့အဲ့ပြည်တာကိုထည့်မယ်ဒီနားလေးမှာထည့်မယ် choose second short ဆိုတဲ့နေရာမှာထည့်မယ်အဲ့တော့ choose second short ရေးလိုက်မယ် okay ကျွန်တော်ဒါပြည်တာငွေလွှဲထားတဲ့ပြည်တာဆိုကြပါစို့ဥမာပေါ့နော်အဲ့ဒါပြီးလို့ရှိရင်စိမ့်လေးနော် play top up order လေးကိုရွေးချယ်ပြီးနှိပ်လိုက်ရမှာပဲအဲ့ဒါ processing လုပ်နေနော်အဲ့ဒါလေးခဏလေးစောင့်ပေးပါဟောဆက် top up ဖြစ်သွားပြီအဲ့တော့နောက်ထပ်3မိနစ်တွင်လူချင်းမဲ့အကောင့်တွေကိုရောက်နေမှာဖြစ်ပါတယ်အဲ့တော့ငွေလေး proof ပေးပါဦးโอเคငွေလေးဖြည့်ပြီးတာကိုကျွန်တော်18900အောင်နော်ဖြည့်ထားတာကိုကျွန်တော်စစ်ကြည့်မယ်အဲ့တော့ wallet လေးကိုဒီ wine လေးကိုနှိပ်ကြည့်မယ်ဒီ wine လေးကိုအဲ့ဒီ wine လေးကိုနှိပ်လိုက်တယ်ဟောကျွန်တော်မဲလန်ရောက်နေနော်ဒါပါပဲငွေဖြည့်တဲ့ process ကတော်တော်လေးပါ